လာမင်းကြီးတာယာနေသောညတညဖိုးအေးသည်သူ့တဲအဆက်ကကုပစ်လေးပေါ်တွင်နှစ်ချိုက်စွာအိပ်ပျော်နေသည်အနီးနားရှိနွားတင်းကုတ်ထဲတွင်ဖြူဖွေးသောနွားမကြီးသည်အေးချမ်းစွာလဲလျောင်းနေသည်ရုတ်တရက်နွားမကြီး၏ကိုယ်ပေါ်မှရွှေရောင်လင်းနှန်းများစတင်ထွက်ပေါ်လာသည်တိတ်ဆိတ်ခြင်းတွေစိုးမိုးနေတဲ့ညတကောင်မှာကောင်းကင်ကကြဲတာယာတွေထက်ပိုလင်းလက်တဲ့အံ့ဖွယ်ဖြစ်ရတစ်ခုဟာဒီတဲအိုလေးထဲမှာစတင်တော့မှာပါအလင်းရောင်များပုံမတောက်ပလာပြီးတဲတစ်ပြင်းလုံးလင်းထိန်သွားသည့်ဖိုးအေးသည်မျက်လုံးများကိုလက်ဖြင့်ကာရင်းလက်နိုးလာသည်သူအံ့ဩတုန်လှုပ်စွာဖြင့်နွားတင်းကုတ်ဘက်ကိုကြည့်လိုက်သည်နွားမကြီးသည်ရခင်ကထက်ပုံမကြီးမားပြီးခန့်ညားလာသည်သူမ၏ဥချိုများမှာရွှေရောင်တောက်နေပြီးတကိုယ်လုံးတွင်နက်ဝတ်တစားကဲ့သို့တလက်လက်တောက်ပနေသည်နွားမကြီးသည်နှုတ်မှစကားစတင်ပြောကြားသည်နတ်နွားမနန္ဒာဝင်းကြည်လင်ပြီးငြိမ်ညောင်းသောဖြင့်အချင်းလူသားမကြောက်ပါနဲ့ငါ့ကိုကြည့်ပါဦးဖိုးအေးဒူးထောက်လျက်လက်အုပ်ချီကာအိုးအံ့ဩစရာပါလားနွားမလေးမဟုတ်ဘူးအရှင်ဟာနတ်မင်းတပါးလားခမညာနတ်နွားမနန္ဒာဝင်းငါဟာနတ်ပြည်ကဆင်းသက်လာတဲ့နန္ဒာဝင်းဆိုတဲ့နတ်နွားမပဲငါရဲ့ကံကြမ္မာအလှည့်ပြောင်းကြောင့်ဒုက္ခရောက်နေချိန်မှာတင်ဟာကိုကျိုးမငဲ့ပဲငါအသက်ကိုကယ်တင်ခဲ့တဲ့တင့်ရဲ့ရိုးသားတဲ့စေတနာကြောင့်ငါအယံဝမ်းမြောက်မိတယ်စေတနာဟာအကျိုးပေးစောတတ်တယ်ဆိုတာဒါကိုပြောတာပါပဲဖိုးအေးရဲ့ဘဝတဲကိုနတ်ကောင်းနတ်မြတ်တွေရဲ့ကောင်းချီးမင်္ဂလာတွေဆက်ရောက်လို့လာပါပြီနတ်နွားမနန္ဒာဝင်းဖိုးအေးတင့်အတွက်အလိုရှိရာစုတစ်ခုကိုတောင်းပါငါအခုချက်ချင်းပြည့်စေမယ်ရွှေငွေတွေလားဒါမှမဟုတ်နန်းတော်လိုအိမ်ကြီးအိမ်ကောင်းတွေလားဖိုးအေးသည်ခဏမျှစဉ်းစားသွားသည်ထို့နောက်သူနေထိုင်ရာ၆တွေ့နေသောလယ်ကွင်းပြင်များကိုလှမ်းကြည့်လိုက်သည်ဖိုးအေးနတ်နွားမမင်းကြီးခင်ဗျာကျွန်တော်ကတော့ဒီအတိုင်းပဲနေရတာပြောပါတယ်ဒါပေမဲ့ကျွန်တော်ရွာသားတွေမှာစားစရာဆန်တဆေးတောင်မရှိကြတော့ဘူးကလေးငယ်တွေငတ်မွတ်နေတာကိုမြင်ရတာရင်နာလာပါတယ်သူတို့အားလုံးဝဝလင်လင်စားနိုင်မှုအတွက်ပဲကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာနတ်နွားမနန္ဒာဝင်းတာဒုခေါ်ဟန်ဖြင့်ပြုံးလျက်မုံမြက်လာချီလာလူသားတင့်ရဲ့လောဘကင်းတဲ့စိတ်သက်ကြောင့်တင့်တောင်းတဲ့ဆုထက်ပိုတဲ့ကောင်းချီးကိုငါပေးမယ်နတ်နွားမသည်သူမ၏ဥချိုဖြစ်မြေပြင်ကိုအတာအယာတိုးလိုက်သည်ရွှေရောင်လင်းနှန်းများမြေပြင်မှထွက်ပေါ်လာပြီးနတ်ဩဇာအိုးဟတလုံးပေါ်ပေါက်လာသည်နတ်နွားမနန္ဒာဝင်းဒီအိုးကိုယူထားပါဒီအိုးထဲကနေတင်လို့ရှိတဲ့စားနပ်ရိက္ခာတွေဟာဘယ်တော့မှမကုန်ခန်းနိုင်အောင်ထွက်လာလိမ့်မယ်ဒါပေမဲ့တတိထားပါဒီအိုးကိုလောဘဇောနဲ့အတုံးချတဲ့သူလက်ထဲရောက်ရင်တော့ဘေးဒုက္ခတွေဖြစ်လာလိမ့်မယ်နေအောင်ကြီးနုနုလေးဖြာကျလာသည်နတ်နွားမသည်ပျောက်ကွယ်သွားပြီးရိုးရိုးနွားမလေးအဖြစ်တင်းကုတ်ထဲမှပြန်လည်ရှိနေသည်ဖိုးအေးဤရှိတွင်တော့စံတွေရှံထွက်နေတဲ့နတ်အိုးကြီးရှိနေသည်ဖိုးအေးသည်ဝမ်းသာအားရဖြင့်ရွာထဲကိုလှမ်းအောင်ပြောသည်ဖိုးအေးရွာသူရွာသားတို့ရေလာကြပါဦးငါတို့ငတ်မှုဘေးကလွတ်ပြီးဟိမေတ္တာအရင်ခံတဲ့ဆုတောင်းဟာတရွာလုံးကိုအသက်ဆက်ပေးလိုက်ပါပြီဒါပေမဲ့ဒီသတင်းကိုကြားသွားတဲ့လောဘသားတွေရဲ့အန္တရာယ်ကတော့ဖိုးအေးတို့စီကိုတရွေ့ရွေ့လာနေပါပြီ